နေ့တစ်နေ့ရဲ့အစကိုအလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းတယ်ပေါ့ဟုတ်လားအဲ့ဒါဒကာကြီးတို့ဒကာမကြီးတို့လည်းပဲဒီရှိနေ့တိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်တွေလည်းမကြမရောက်ရအောင်နော်ကိုလေ့ကျင့်လိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်စောင့်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာနော်ပူတဲ့လောင်တဲ့ပင်ပန်းစေတတ်တဲ့နော်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဋ္ဌာန်ဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုံဘုံတို့မှတ်သားကြည့်နော်ပထမဦးဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိဘာဝနာတဲ့ဗုဒ္ဓနုတ္တိဆိုတာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအဖန်ဖန်အမှတ်ရတာစဉ်းစားတာဆင်ញံတာဘုံဘုံတို့ကိုယ်ဝယ်နေတဲ့မြတ်စွာဘုရားဟာနော်ကိလေသာခတ်သိမ်းငြိမ်းတော်မူတယ်ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူတယ်ဟာအရဟံဂုဏ်ပေါ့နော်တလောကလုံးမှာသီလအဖြစ်သမာဓိအဖြစ်ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတ္တဝါအားလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတတ်တယ်ဒါလည်းပါလေအရဟံဂုဏ်ရဲ့အဓိပ္ပာယ်ပဲနော်အရဟံဂုဏ်ရဲ့အဓိပ္ပာယ်များစွာရှိတဲ့အနက်က2မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာဘလောက်ပဲလောဘဖြစ်เสียအာယုန်နဲ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကျေနပ်เสียကောင်းတဲ့အာယုန်နဲ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့လိုလောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူတယ်လို့အာယုန်ပြုတတ်ဖို့ဆင်ញင်တတ်ဖို့နှလုံးသွင်းတတ်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမာဓိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဟာပူဇော်ထူးကိုလည်းခံယူတတ်တယ်အရဟံဂုဏ်ပေါ့အရဟံဂုဏ်ပြီးရင်ဘုံဘုံတို့ဂုဏ်တော်အနန္တရှိတဲ့နှကသမ္မာသမ္ဗုဒ္ဓဂုဏ်ကိုဆင်ញင်တတ်ရမယ်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိတိုက်တဲ့တရားအလုံးစုံကိုမဖောက်မပြန်ကိုယ်တိုင်မှတ်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်သိเสียတရားအလုံးစုံကိုဆရာမကူတရားမူဉာဏ်ဖြင့်ကိုယ်တော်တိုင်သိတော်မူတယ်ဒါလို့ရင်ဆင်းရဲမယ်ဒါလို့ရင်ချမ်းသာမယ်ဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရားဝိဒုက္ခကလွတ်မြောက်သွားမယ်အစရှိသဖြင့်မြတ်စွာဘုရားနော်ဒီတိတဲ့တိတိုက်တဲ့သဘာဝတရားအလုံးစုံကိုသိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုံဘုံတို့တိတိအတိုင်းမြင်သည့်အတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်မြတ်စွာဘုရားနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေကနော်ချမ်းသာကြောင်းတရားဖြစ်တယ်လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တန်မှာဖြစ်အောင်လုပ်မယ်ဆိုရင်ချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ်နော်ဒီတရားတွေကလုပ်မယ်ဆိုရင်တော့ကိုယ်ကိုဆင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ဒီလိုသိတယ်ဟုတ်လားဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှိရင်တော့ဘဝဝိဒုက္ခတွေလုံးဝချုပ်ငြိမ်းပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးတွေ့ရှိသူပဲဟုတ်လားကုသိုလ်တရားတွေကနော်ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူးအကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးမဲခင်ရှင်ပါတရားဟာနော်တန်တရားလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူးဟုတ်လားအကုသိုလ်တရားတွေဟာဆင်းရဲစေတယ်ပင်ပန်းစေတယ်နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတယ်ဒါသူတို့ရဲ့ပင်ကိုအစွမ်းပဲဘုရားကလှုပ်ထားတာမှမဟုတ်တာဟုတ်လားဘုရားသိတာပဲဩဒါလှုပ်ရင်တော့ဆင်းရဲမှာပဲအဲ့ဒါလှုပ်ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာချမ်းသာစေတယ်သက်သာစေတယ်နောင်လည်းပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ဟာဒီလိုဖြစ်စေလို့ဘုရားဖန်တီးလိုက်တာမဟုတ်ဘူးနော်ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိတွေရှိနေတယ်ဆိုတော့မြတ်စွာဘုရားသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါလိုပဲတမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးလက်ဒီသူတော်ကောင်းတရားကြီးဟာဘဝဝိဒုက္ခကနေလွတ်မြောက်သွားစေတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်ဒါလည်းမြတ်စွာဘုရားမဂ်ခင်၈ပါးနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူးဒီမဂ်ခင်၈ပါးတရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတဲ့အစွမ်းတတ္တိရှိနေတယ်ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်ဒီလမ်းကိုရှောက်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးဒီလမ်းကသူ့အတူရှိနေပြီးသားဒါကြောင့်မြတ်စွာဘုရားမဂ်ခင်၈ပါးကိုပုရဏမဂ္ဂလမ်းဟောင်းကြီးရှေးဘုရားအဆူဆူတို့ဖုံးနေအောင်တွားခဲ့တဲ့လမ်းဟောင်းကြီးဒီလိုပြောတယ်ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလမ်းနေနေနဲ့မြင်ကြည့်မယ်ဆိုရင်
အောက်လန်းရှိတယ်အထက်လန်းရှိတယ်လွတ်မြောက်လန်းရှိတယ်အောက်လန်းဆိုတာအကုသိုလ်တရားတွေကိုပြောတာပေါ့နော်အထက်လန်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လန်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေတဲကမှနော်မဲခင်ရှင်ပါအကျင့်မြတ်တရားအဓိကပြောရပါစို့ဟုတ်လားပြီးရင်လည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပေးရစီဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းတည်ပင်လဲလွတ်မြောက်လန်းဖြစ်သွားပြန်တယ်ပေါ့ဟုတ်လားအဲ့လိုပြောရင်တာဘာလို့မြတ်စွာဘုရားရဲ့သမ္မာသမ္ဗုဒ္ဓကိုအလုံးစုံကိုသိတာဟုတ်လားအဲ့လိုအလုံးစုံကိုသိတယ်တို့ကိုယ်ွယ်တဲ့မြတ်စွာဘုရားတရားအလုံးကိုသိတယ်သိတဲ့အတိုင်းညွှန်ပြခဲ့တယ်ဒီလိုလေးဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုတ္တိဖြစ်တယ်ပေါ့နော်အရဟံဂုံရဲ့သမ္မာသမ္ဗုဒ္ဓဂုံရဲ့ပြီးတော့နားလည်တဲ့ဂုံကျေးဇူးအနန္တရှိတဲ့အတက်ကနားလည်တဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာတော့သာမန်အဖြစ်ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကောတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါဂုံဆိုတာဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပ်ပါရမီတရားတွေကိုပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့်ဒီအန္တိမဘဝနောက်ဆုံးဘဝမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ပဲဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွန်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလေသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒီဘဝအကျိုးရလဒ်ကအကုန်လုံးပြည့်စုံနေတယ်နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမရှိတော့တဲ့အတွက်ကြောင့်ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်စုံတော်မူတယ်ပြည့်စုံတဲ့လူသားပေါ့နော်ဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာဂုဏ်လုံးပြည့်စုံတော်မူပါသောမြတ်စွာဘုရားဘဂဝါဂုဏ်ရဲ့အတိတ်ပဲဟုတ်လားအဲ့တော့ဘုံဘုံဂုဏ်ကျေးဇူးအနန္တရှိတဲ့နဲ့ကဂုဏ်တော်၃ပါးပြောလိုက်တယ်အရဟံဂုဏ်ရဲ့သမ္မာသမ္ဗုဒ္ဓဂုံရဲ့ဘဂဝါဂုံရဲ့အဲ့ဒါကိုတခါတည်းပါတော့ဘယ်လိုလုပ်မလဲနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအကောင်းဆုံးဘုရားရှိခိုးပဲဟုတ်လားအရဟတောကိရိတာခတ်သိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောသမ္မာသမ္ဗုဒ္ဓတ္တအလုံးစုံသောတရားတို့ဖောင်းပြန်မှန်မှန်ကန်ကန်ကိုယ်တော်တိုင်သိတော်မူမြင်တော်မူသောနတ္တဘဂဝတောထိုပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည်အတုဝတ္တုဖြစ်ပါစေတည်းအကောင်းဆုံးဘုရားရှိခိုးပဲအဲ့ဒါလေးနဲ့နေ့တစ်နေ့ကိုစနိုင်အလွန်ကောင်းမှာပေါ့နော်ဒါဗုဒ္ဓနုတ္တိဘာဝနာကိုယ့်ရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဘေးတွေအန္တရာယ်မကြမရောက်အောင်ကာကွယ်နိုင်တယ်နောက်ပြင်ဘက်ကအန္တရာယ်တွေလည်းပဲမကြမရောက်အောင်သူ့အစွမ်းစားနဲ့သူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတုံတယုံဘေးဆိုးအန္တရာယ်ဆိုကာကွယ်နိုင်တယ်ပေါ့နော်ဒါကြောင့်သူ့ကိုအာရခတရားလို့ပြောတယ်နော်ဒါဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိပြီးတော့ဘာလာမလို့မေတ္တာဘာဝနာမေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာနော်မေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမနဲ့လို့တတ္တဝါဟူသမျှဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ်။မေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်။ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းတို့ဘေးတွေအန္တရာယ်တွေမတွေ့ခြင်းဘူးမကြုံခြင်းဘူးကိုဘလောက်ကျမ်းမာရေးကောင်းခြင်းတို့ကိုဘလောက်စိတ်ချမ်းသာခြင်းတို့ကိုပြန်စစ်ကြည့်ပါနော်။အဲ့လိုပဲတတ္တဝါတိုင်းဟာဘေးရန်ကင်းခြင်းညတယ်ကြောက်ကြတယ်လန့်ညတယ်ဟုတ်လားတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေးကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟေ့ဆိုတာနဲ့ကျမ်းမာခြင်းတဲ့စိတ်ကအထွတ်အတိတ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကဘာလို့နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့တောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လားအဲ့လိုမျိုးဘုန်းဘုန်းတို့တွေကတတ္တဝါတွေရဲ့နော်အလိုဆန္ဒကိုနားလည်ပြီးတော့ဩတတ္တဝါတွေလိုလားတောင်းတတဲ့ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲကနော်ဘေးရန်ကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိတ်ဝမ်းငြိမ်းအေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုခေါ်တော့မေတ္တာဟုတ်လားအဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတတ္တိကြီးမားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာနိသင်တွေကိုဟောပြတာရှိတာပေါ့နံပုံညာဘိက္ခွေမာပါယိထဒုက္ခတေတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့အဲ့လိုဟောပြီးတော့လှုပ်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်ဆို
မေတ္တာဖြစ်နေဟုတ်လားသူဘဝတစ်ခုလုံးကနော်9နှစ်ကျော်လောက်မေတ္တာတရားကိုပွားများတာသိတဲ့အခါကျတော့နော်ဗြဟ္မပြည်ကိုရောက်တယ်နော်တရားမဲမောင်ဘလောက်ဖြစ်တယ်လူစည်းသိမ်းဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လားပြီးတော့လူတိုင်းသိနေတဲ့မေတ္တာအကျိုး7မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တီးရွှင်ကြည်မျက်နှာသေကမတွေ့လားလေပြမှာ7ဖြာသည်မေတ္တာပွားမှုအကျိုးတွေမေတ္တာတရားရဲ့စွန့်ရည်တတ္တိအကျိုးပေးအန္တိသင်ကြီးမားပုံကိုဘုရားလွယ်လို့ဘယ်သူမှတိတိကျကျပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်တယ်နော်မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထပ်ခါဖြစ်အောင်ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဟုတ်လားတနေ့3ခါအိုးတရားဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နှုတ်တညစ်စာကျိန်3ခါမျှမေတ္တာပွားများကြိုးကြီးမားသည်ဘုရားမြတ်စွာမိန့်ခွန်းတည်းရဘူးတယ်မို့လားနော်တနေ့ကို3ခါအိုးကြီးတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတစ်တွက်လောက်3ချိန်လောက်စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအန္တိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာဗုဒ္ဓနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတို့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမေတ္တာထားတယ်မေတ္တာဘာဝနာပွားများတယ်ဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလည်းတစ်ပိုင်းပေါ့ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်တတ်တာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါသွားအောင်ဘုံဘုံတို့ဒီရွယ်ချက်နဲ့လည်းမေတ္တာကိုပွားရတယ်။ညာသောဖြင့်ဘုံဘုံတို့စိတ်တွေကနော်အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်းပဲသက်မဲ့တွေပေါ်မှာဖြစ်တာတဲ့သက်ရှိတွေပေါ်မှာဖြစ်တာကအပုံကြီးများတယ်ဟုတ်လားသက်ရှိတွေမှာလည်းပဲဘယ်ပေါ်မှာဖြစ်နေတာများလူတွေပေါ်မှာပေါ့နော်လူတွေပေါ်မှာရောတိတဲ့လူနဲ့မတိတဲ့လူဘယ်သူပေါ်မှာပိုဖြစ်တာတိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကြီးကအလေးအကျင့်ကြီးလို့ဖြစ်နေတာတခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျနော်အဲ့ဒီအလိုမကျမှုဒေါသဘေးကနေပြီးတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတန့်တာနည်းအောင်မေတ္တာကိုအားကိုးရတယ်မေတ္တာတက်အားကြီးသွားပြီဆိုရင်တုံးတိုင်းရောအလိုမကျတဲ့နဲ့တွေ့လဲအလိုမကျမှုမဖြစ်ဘူးမေတ္တာရဲ့စွမ်းအားကြောင့်နော်ငြိမ်ငြိမ်အေးအေးဆက်ပြီးတော့ဘုန်းဘုန်းတို့နေလို့ရတယ်ဒီသဘောလေးကိုပြောတယ်နော်ဗုဒ္ဓနုတ္တိမေတ္တာပြီးတော့ပါတော့မရဏနုတ္တိဟောသေခြင်းကိုအမှန်မှအမှတ်ရဘဝရဲ့ရှင်သန်မှုဆိုတာသေဆုံးခြင်းဖြစ်ပဲအဆုံးသတ်ရဒါဟုတ်ပြီသိကြတယ်ဟုတ်လားအဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဘုန်းဘုန်းတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မရွေးဆိုတာကိုထည့်သွင်းဖို့လိုတယ်နော်ပျက်စီးရမှာတော့သိကြတယ်ဟုတ်ပြီဘယ်ချိန်ပျက်စီးမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ပျက်စီးနိုင်တယ်ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးကမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းမရှိဘူးမပျက်စီးသေးတာပဲရှိမပျက်စီးနိုင်တဲ့အချိန်မရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဘုန်းတို့ထင်ရှားရှားသိနိုင်တယ်ပေါ့နော်ရှင်သန်မှုရဲ့နော်မသေးကြဘူးမရေရာဘူးကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ဘုန်းတို့ဘဝမှာရှင်းတတ်နေတယ်ဆိုတာကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးပုံမှာနော်အကြောင်းခံပြီးတော့ရှင်းတတ်နေတာအာဟာရဆိုရင်တော့အလွန်သိတာတဲ့အကြောင်းပေါ့လွန်ခဲ့တဲ့9ရက်လောက်ကစားဒီနေ့ထိဘာမှမစားဘူးဆိုဒီချိန်သေရောပေါ့ဟုတ်လားနော်ဥဒုအလွန်ကြမ်းတမ်းတဲ့အပူအေးလွန်ခဲ့တဲ့နေရာနေသေမှာပဲဟုတ်လားမခံနိုင်တော့တဲ့အပူမခံနိုင်တော့တဲ့အေးအေးရောင်သေမှာပေါ့ဟုတ်လားပြီးတော့ပါတော့ကိုယ့်ရဲ့စိတ်ကသေလောက်အောင်ဆင်းရဲမယ်ပူလောင်မယ်ပျက်စီးမယ်ဆိုရင်လည်းသေနိုင်တာပဲဟုတ်ပြီအဲ့လိုဆိုရင်အာဟာရရဲ့ဥဒုရဲ့စိတ်ရဒါအရန်ထင်ရှားတဲ့သိတာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်သန်မှုမှာဟုတ်လားအလွန်သိဖို့ခက်တဲ့တကယ်လဲအားကြီးနေတဲ့အကြောင်းတရားရှိတယ်အဲ့ဒါမှမဟုတ်ဆိုကံတရားပေါ့နော်အရင်ဘဝကအရင်ဘဝကလူဘဝမှာနော်နေရမယ်အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိဘယ်လောက်ကြီးမားမားလုပ်ခဲ့တယ်လဲဆိုတာမသိနိုင်ဘူးကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုန်းဘုန်းတို့ဘာလုပ်ရမလို့ပေးရမှာပဲကံအရှိန်ကဘယ်လောက်ကြံသေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့စီမီကွက်လေးထဲမှာစီထည့်ပြီးတော့မီးစာထည့်မီးထွန်းတာမီးလေးတောက်နေတယ်လက်နဲ့အခုကျတို့ကရှင်သန်မှုမီးတောင်လေးတောက်နေတာဟုတ်လားစီရှိသလောက်မီးစာရှိသလောက်ပဲတောက်မှာနော်အဲ့ကိုယ့်ရဲ့ဒီ
ရှင်သန်မှုမိတော့ကလေးတောက်ဖို့အတွက်ဒီလက်ကြံစီကဘယ်လောက်ရှိသေးလဲလို့ဘုံဘုံတို့မသိနိုင်ဘူးစီကုံတဲ့ချိန်ရက်မိစာကုံတဲ့ချိန်ရက်မှာတချို့များကြတော့လည်းပဲစီတို့မိစာတို့မကုံသေးဘူးဒါပေမဲ့လေတိုက်လို့တယောက်ကညှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲ့ဒါဥပိ္ပစေကကံခေါ်တယ်အဲ့ဒါဟုတ်လားတဘဝမှာရှင်သန်မှုရဲ့မသေးကြဘူးဘုံဘုံတို့စဉ်းစားရမယ်ဆင်ခြင်ရမယ်ဘဝသေးရမယ်ဘဝသေမျိုးသေနွယ်ဒီတဘာဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကိုနည်းပါးစေတယ်ဘဝမှာအများကြီးအဓိပ္ပာယ်ရှိသေးတယ်လှုပ်တဲ့လှုပ်ထိုက်တာကိုမြန်မြန်လှုပ်ဖြစ်စေတယ်မလှုပ်တဲ့မလှုပ်ထိုက်တာကိုရှောင်ကျဉ်လိုစိတ်လည်းထက်သန်လာစေတယ်သိခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့နော်အသိဉာဏ်ပညာအလွန်မှအစွမ်းထက်တယ်ဟုတ်လားဒါကြောင့်ငါရဲ့ရှင်သန်ခြင်းသည်မမြဲတည်ဆုံးခြင်းသည်မြဲ၏ဘယ်ချင်းသိမယ်ဆိုတော့ငါမသိနိုင်ဘူးဟုတ်လားကံကုန်တဲ့တနေ့ငါရဲ့ရှင်သန်မှုဟာရက်ဆိုင်သွားမှာဒီအမြင်ကိုဘုံဘုံတို့ကစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့ဒီသဘောလေးနော်အရှိန်လေးနဲ့သွားနေတာနော်ဆိုကြပါစို့ဘုံတို့ခဏခဏပြောနေတာမြားတစ်ချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေထဲကိုမြားတာပြေးတယ်နော်ဘယ်လောက်ပြေးမလို့အရှိန်ရှိသလောက်ပေါ့အရှိန်ဆိုတာထာဝရသဘောမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးသလောက်ပြစ်တဲ့လူအာကောင်းရင်ကောင်းသလောက်မြားတာကဖြောင်းရင်ဖြောင်းသလောက်အကြာကြီးပြေးမယ်ပေါ့လေထဲမှာဟုတ်လားဒါဒီဘယ်လောက်ပဲကြာတယ်ပြောပြီးရင်တော့ကြာမှာပဲဒါပေမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ကွေ့တာလေးလောက်ပဲဆွဲပြစ်လိုက်တယ်ဆိုရင်တော့50ပေလောက်ရောက်မှာပေါ့ဒါပဲပြုတ်ကျသွားမှာအခုကကျုပ်တို့ကလေထဲမှာပြန်တန်းနေတဲ့အနေအထားပေါ့ဟုတ်လားမြားတံလေးလေထဲမှာပြန်တန်းနေတဲ့အနေအထားဘယ်သူအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်တန်းနေတာအရှိန်ဆိုတာထာဝရမဟုတ်ဘူးနော်ဘယ်ချိန်ကုန်မလဲဆိုတာတော့မသိနိုင်ဘူးဘလောက်အားနဲ့ပြစ်ခဲ့တယ်လေဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမမြဲတည်ဆုံးခြင်းဒီမြဲဤဆင်ញင်ရမယ်ဆင်ញင်တဲ့နေရာမှာအချိန်မရွေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတ္တဝါတိုင်းဆိုတာလည်းထည့်ရမယ်ငါတယောက်တည်းတည်တဲ့သဘောရှိတာမဟုတ်တတ္တဝါတိုင်းတည်ရမှာဟာအဲ့ကျမှညာကပို့ပြီးတော့ကျဲပြန့်သွားတာနော်ငါဤရှင်သန်ခြင်းဒီမမြဲတည်ဆုံးခြင်းဒီမြဲဤအဲ့ဒါလိုပဲသူဤရှင်သန်ခြင်းဒီလည်းမမြဲသူဤတည်ဆုံးခြင်းဒီမြဲအကုန်လုံးတည်ကြမှာတည်မျိုးတည်နွယ်တွေကြီးပဲဟုတ်လားနော်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီတည်ခြင်းတရားကိုစဉ်းစားတဲ့အတိညာအလွန်မှတဘာဝအလွန်ကြတဲ့အတွက်ကြောင့် तू ကအလွန်တရာမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့်ဘဝမှာဘလို့ဆက်ပြီးတော့နေသွားမလဲဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်ဒါကိုလက်တွေလှုပ်ကြည့်ပေါ့လူကသူများဆရာလို့ရင်သိကြိုက်တာမဟုတ်ကို့အတိညာကို့ဆရာလုံးမှာကောင်းတာဒါကြောင့်တစ်ချိန်တော့ဘုံဘုံကအကောင်းဆုံးဆရာဆိုပြီးတော့တရားလေးတွေကိုဟောထားတာရှိတယ်ဟုတ်လားသိခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာကိုရည်ရွယ်တာ तू အကောင်းဆုံးဆရာပဲဘဝမှာဘလို့နေသွားမလဲဆိုတာနော်ဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာနော်မရဏနုတ္တိတေခြင်းကိုအမှတ်ရတဲ့မွန်မြတ်တဲ့တတိကလေးနဲ့စနိုင်ဖို့လိုတယ်ပေါ့နော်ဟောဒနုတ္တိမေတ္တာမရဏနုတ္တိနောက်ဟာဘာလို့ဆိုအတုပဘာဝနာတဲ့အတုပဆိုတာမတင့်တဲ့သဘောတုပဆိုတာတင့်နေတာအဆိုတာမရှိတာမိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့နော်ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကြီးမှာတင့်တယ်မှုစိတ်သုံးနေတာအနတ်မကောင်းသောနော်မတင့်တယ်တော့ယွန်ရှာဆက်စုပ်ပွဲတဘာဝတရားတို့ဖြင့်သာလျှင်ဖွဲ့စည်းတည်ဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တည်ဆောက်ထားသလဲဆိုတာကိုဆင်ញင်နှလုံးသွင်းတာရသော်ဗျာအကုန်သင်ပေးတာနော်စံပဲမွေးငင်းခြေသီးလက်သီးသွားအရည်ဒါတစပင်စကလို့ခေါ်တယ်၅မျိုးသောကုဋ္ဌတာပဂရိဒီတိုင်းကြည့်လိုက်တာနဲ့လူတယောက်ကိုကြည့်လိုက်ဒီ၅မျိုးကတန့်မြင်ရစံပင်မွေးညင်းဒီလိုလုံးပေါက်နေတဲ့မွေးညင်းလူလေးတွေဟုတ်လားခြေသေးလက်သေးပြီးတော့သွားဒီလိုလုံးအုပ်ထားတဲ့အရေးဟုတ်လားပါရမီထူးခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုဂ္ဂိုလ်တွေဆိုရင်ရဟန်းပြုတော့မဆိုခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီတစပင်စကဆင်ញင်တာနဲ့ရဟန္တာဖြစ်တာရှိတယ်နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်မကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လားဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှေ့ဆက်ပြီးတော့ကြည်အရေးရဲ့အောက်မှာပါရှိမယ်တော့အတာအကျော်အယိုယိုရင်းချင်းစီအညှို့တယ်အညှို့ဆိုတာကြောက်ကနှလုံးကိုပြောတာနှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိမ်းစာသစ္စာဟောင်းအုံနောက်ဒါကုဋ္ဌတာ20ပထဝီဓာတ်လွန်ကဲတဲ့ကုဋ္ဌတာအဖတ်ဓာတ်လွန်ကဲတဲ့အုပ်စုပေါ့နော်ပြီးရင်ပါတော့တီးကြီးတလိပ်ပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစီကျင်းကဲ
အာဘောဓာတ်အရေဓာတ်လွန်ခဲ့တဲ့ကုဋ္ဌာတာ12မျိုး32မျိုးသောကုဋ္ဌာတာတို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပေါ့နော်အဲ့ဒါကိုဆင်ခြင်ပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိဘူးအသက်ကြီးတာငယ်တာဘာကွဲပြားမှုမှမရှိဘူးယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားမှုမှမရှိတော့အကုန်လုံးဟာအယိုးတို့ရဲ့အစုအဝေးမျှတာဖြစ်တယ်အသွေးအသားတွေရဲ့အစုအဝေးမျှတာဖြစ်တယ်အကြောတွေရဲ့အစုအဝေးမျှတာဖြစ်တယ်အရည်သူရည်ပါနဲ့အုပ်ထားတယ်ဒီသဘောလေးခေါင်းထဲမှာအုံနောက်တွေရှိတယ်နောက်ရင်ကောင်းပိုင်းမှာအစုံနဲ့နှလုံးမိနစ်မလက်စက္ကန့်မလက်အလုံးလုံးနေတာရှိတယ်နောက်ဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်အစာအိမ်ရှိမယ်ဥသိမ်းဥမရှိမယ်နော်အသေးရဲ့အောက်မှာပန်ကရိယာရှိမယ်သေကြီးအိမ်ရှိမယ်အဲ့ဒီရဲ့အောက်နားလေးမှာပါရှိမယ်ကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီကနေစီးရီတစ်စက်စက်ကြားနေတာဟိုကစီးအိမ်ထဲမှာထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရွရဲ့ကြီးရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါဘာလို့တာတော့ဆင်ញင်ကြည့်တာဒါတွေရှိနေတယ်ဒါတွေဖြစ်နေတယ်လို့သိတာတမင်လုံးမရရနော်ဒီတိုင်းဆိုရင်ဘုန်းဘုန်းတော့အဲ့ဒါကိုမြင်လားမမြင်ဘူးအိုတယ်လှတယ်ကြည့်ကောင်းတယ်ကြည့်မကောင်းဘူးငယ်တယ်ကြည့်ရတာပဲဒီနားတင်ရက်နေတာစိတ်ကရှစ်ဆက်သိစရာသိရှိတာကိုမသိဘူးမြင်စရာရှိတာကိုမမြင်ဘူးအဲ့ဒီအတုပဘာဝနာလဲအလွန်အစွမ်းထက်တယ်ရသော်ဘုရားဘလောက်တောင်ဟောတော့သူ့ကိုလဲအမတန်တေဘိက္ခွေပရိပုံစံတိရေကာယကတတတိပရိပုံစံတိအကျင့်ပုဂ္ဂိုလ်သည်32မျိုးသောကုဋ္ဌာတာကိုဆင်ញင်ပြီးဆိုတဲ့ကာယကတတတိကိုသုံးဆောင်၏ထိုသူသည်နိဗ္ဗာန်ကိုသုံးဆောင်ရသည်မြည်၏တဲ့အဲ့လိုတောင်ဟောတာနော်ကိုအဲ့လိုဒါတွေရဲ့အစုဝေးတွေပဲလို့ဆင်ញင်နေတာနိဗ္ဗာန်ကိုတောင်သုံးဆောင်ရရောက်တယ်ဘုံဆိုအလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မှငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျွတ်တော့ဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုပသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျွတ်တော့နော်သူကဘာငါဘာအစင်အတန်းအနှိမ့်အမြင့်အဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးချင်းအထင်သေးချင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွားတရားအောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကဘာဆိုတာကိုဘုံတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလားအထင်ကြီးချင်းထင်သေးချင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေတယ်ဟုတ်လားအဲ့တော့ကုဋ္ဌာတာကိုမြင်တယ်ဆိုရင် तू အထင်ကြီးတွေကလည်းမရှိဘူးအထင်သေးတွေကလည်းမရှိဒါပဲလို့သိသူနဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအတူတူပဲလို့သိအရန်ကောင်းတယ်ဒီဟာဒါကြောင့်မြတ်စွာဘုရားနော်ဧတာတိသေနာကာယနာယောမင်းကြီးအုံနာမေတုပရမဝါဇန်နေကိမိညတတအတ္တတနာတော့ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရနေမြန်သူများကိုထင်သေးမယ်ကိုယ့်ကိုယ်ထင်ကြီးမယ်ဆိုဒီလူဟာမိုက်မဲခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့ခေါ်တာမိုက်မဲတယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အကြောင်းအမှန်တိုင်းမသိတာကိုပြောတာဟုတ်လားဒါကြောင့်အတုပဘာဝနာလုတ်တဲ့တယ်ပေါ့နော်ဒါနေ့တစ်နေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမွန်မြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပေါ့နော်ဘုရားကုံကိုအာယုံပြုမယ်တတ္တဝါတွေရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြိမ်းငြိမ်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါကိုယ့်ဘဝရဲ့ရှင်သန်မှုဟာတည်မြဲနေတဲ့သဘောမျိုးအချိန်ဝေးပြတ်နိုင်တယ်တဲတဲလေးသွားနေတာဘဝရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားပေါ့နော်ဒါကိုဆင်ခြင်ရမယ်ပြီးရင်ပါတော့ဒီရုပ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ခြင်တာဒါကိုအရခတရား၄ပါးလို့ခေါ်တယ်အလွန်မုံမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လားစောင့်ရှောက်နိုင်တယ်စိတ်ကိုရောရုပ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုန်းဘုန်းတို့ကနားလေရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတတိပဋ္ဌာန်ဘာဝနာတတိပဋ္ဌာန်ဘာဝနာဆိုတာကတော့နော်ဒါဘုရားအဆူဆူနိဗ္ဗာန်ရောက်ကြောင်းလမ်းအနေနဲ့နော်ဟောခဲ့ကြတယ်တကယ့်ကိုအမုံမြတ်ဆုံးသူတော်ကောင်းတရားတတိပဋ္ဌာန်ဆိုတာဘာလို့ဆိုကိုယ်ခန္ဓာမှာဘယ်လိုသဘာဝတွေဟာဘယ်လိုဖြစ်နေသလဲဆိုတာကိုအချိန်တိုင်းတတိထားပြီးအမှန်သိပြီးတော့နေတဲ့နေကိုတတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ဘာဖြစ်နေသလဲဘယ်လိုဖြစ်နေလဲဆိုတာကိုပြစ္ဆုတ်ပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ်ခံစားမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဓမ္မတဘာဝပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဆိုတော့တတိပဋ္ဌာန်တရား၄ပါးရှိအနှစ်ချုပ်လိုက်ရင်ဒီခန္ဓာကြီးရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိတယ်အဲ့ဒါမျိုးဆိုတော့ဘယ်စသင်ပြီးတော့ကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်အာနာပါနာကစသင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကသူ့လှုပ်နေတာကိုကကြိုးစားနေတာမဟုတ်ဘူးကိုကတခါလေဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လားဒီအဆုပ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလုပ်နေတော့အလုတ်လှုပ်နေပါနော်သူလိုချင်တဲ့လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရအောင်ယူတယ်မလိုအပ်တဲ့အညစ်အကြေးဓာတ်ကိုမဖြစ်အောင်ထုတ်တယ်အောင်ထားလို့မရဘူးဒီအမှန်တရားကြီးဘဝအတွက်အလွန်အရေးပါတဲ့အစိတ်အပိုင်းကြီးပဲ
ဝင်လေထွက်လေဆိုတာဟုတ်လားအဲ့ဒီဝင်လေထွက်လေကိုဘာလို့မလို့တတိထားခိုင်းတယ်မြတ်စွာဘုရားဒါဝင်နေတယ်ထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေဒီဥစ္စာသိဖို့ရမ်းခက်တယ်စိတ်ကဟိုဘက်ပြောပြခတ်နေတာတွေပဲအမြဲတမ်းသွားခြင်းတယ်ဒီနားနေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လားအဲ့ဒါကိုဘာလို့လဲလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပေါ်မှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါသဘာဝတရားတွေကြောင့်အများကြီးသိသွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိရအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရဟန္တာတောင်ဖြစ်မယ်လို့ဟောထားတာဟုတ်လားဒါသတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံကတခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာသတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားအများကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန်အမှတ်တရကလေးနဲ့သတိလေးထားပြီးတော့နေခိုင်းတာပါပဲအဓိကဟုတ်လားအာနာပါနကတော့တိတာလို့ထင်ရှားလို့ဒါကိုပြောလိုက်တာဟုတ်လားအဲ့ဒါဘာဝနာဘယ်နှမျိုးတော့5မျိုးနော်အဲ့ဒါဘုံကနိုင်ဝက်လောက်ပြောမယ်ဆိုတော့နိုင်ဝက်ရှိသွားပြီအဲ့ဒါဘဝမှာနော်ဒီတရားတွေဟာအလွန်မမြတ်တယ်ဆိုတာပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါတယ်ဟုတ်လားဒါကြောင့်ကိုယ်နေ့ရက်တွေကိုစားတိုင်းမနဲ့ခင်းလေးမှာလှုပ်တဲ့နဲ့အ ਨੇ ဆုံးပေါ့နော်ပြီးရင်ညအေယာဝင်ကနေဒီနေ့ဒါနားယူတော့မယ်ခန္ဓာကိုယ်ကြီးမြင်ခဲ့ရကြားခဲ့ရတွေးခဲ့ရပင်ပန်းတော့ညကြတော့မနာလို့ကမရဟုတ်လားကြည်စရာတွေကြည်နားထောင်ကြရတယ်နားထောင်တွေးကြရတယ်တွေးပင်ပန်းပြီလေစိတ်ကောရုပ်ကောပင်ပန်းအဲ့ချိန်နားရင်နားမနားရင်ကျမ်းမာရေးပါဖောက်မှာနော်ဟုတ်တယ်မဟုတ်လားအဲ့တော့နားကနေလေဒီ5မျိုးလေးနဲ့နားမယ်ဆိုရင်ကောင်းတယ်နော်နေ့တရက်စမယ်ဆိုရင်လေဒီ5မျိုးလေးနဲ့စနော်နေ့တရက်ကိုနားတော့မယ်ဆိုရင်လေဒီ5မျိုးလေးနဲ့နားဘုရားကုံကိုအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်နော်ရှင်တန်ခြင်းဆိုတာမတည်မြဲတဲ့အရာမသေးကြတဲ့အရာလို့အမှန်သိပြီးတော့နေမယ်ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနက်မကောင်းမှုတွေနဲ့တိဆောက်ထားတာဆိုတာကိုအမှန်သိပြီးတော့နေမယ်ပြီးရင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကိုအမှန်တိုင်းသိပြီးတော့နေတဲ့တတိပဋ္ဌာန်တရားဟုတ်လားဘာဝနာဘယ်နှမျိုးတော့5မျိုးအဲ့ဒါကိုလွန်ခဲ့တဲ့5နှစ်လောက်ကစင်ကာပူမှာဟောတာရှိတယ်ဘာဝနာတစ်မျိုးမိနစ်50တနာရီလောက်ဟောတာရှိတယ်အဲ့ဒီတရားလေးရှားပြီးတော့နာကြည့်ဟုတ်လားဗုဒ္ဓနုတ္တိရဲ့မေတ္တာရဲ့မရဏနုတ္တိရဲ့အတုဝရဲ့တတိပဋ္ဌာန်ရဲ့တရား5ပုဒ်ဟောတာရှိနော်ဒါကြောင့်အလွန်မွန်မြတ်တဲ့ဒီနေနီးထိုင်နေနဲ့နော်နေနိုင်ထိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုရကုန်ရာတည်းဝါတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒီတုမကတိတရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနကိင္ဃဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆရာတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဃထံ၄ရောက်ပလတံ၄ရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုတို့ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုတို့ကြောင့်မဉ္ဇဉ်ပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်
တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညာဖို့ညာမျက်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍32ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုနေ့စဉ်တရားကောင်းများနာယူနိုင်ရန်ကျေးဇူးပြု၍ channel လေးကို subscribe လုပ်ပေးထားကြပါဓမ္မမိတ်ဆွေများ